ဒါက design number 3အတွက်အစညက်ဖို့ပေါ့နော်ဒါကခောက်ပိတ်လေးအရင်ဆုံးခောက်ထားလိုက်မယ်ဒီမှာဒီအနားသားနဲ့အပြိုင်ပေါ့နော်အမကပတ်တန်ကိုအရှည်လိုက်တင်မယ်နော်ဆိုတော့ဒါအမပထမဦးဆုံးဒါရှေ့ချမ်းပေါ့နော်ရှေ့ချမ်းလိုမျိုးလေးတင်မယ်တင်ပြီးတော့သူ့မှာပါအတိုင်းတာရဲ့အတိုင်းညှက်မယ်နော်ဒီလားပြထားရပေါ့နော်1 cm 3 cm အစရှိတိဖြစ်ပေါ့နော်အဲ့အတိုင်းအမတို့ချုပ်စာလေးခြံပြီးတော့ညှက်သွားမယ်ဒါရှေ့ချမ်းညှက်ပြီးဆိုလို့ရှိရင်ဒါအမတို့နောက်ချမ်းဆက်ညှက်မယ်ပေါ့နော်အမတို့နောက်ချမ်းညက်ပြီးပြီဆိုလို့ရှိရင်ပခုံးအဖက်နှစ်ခုညက်မယ်ပေါ့နော်ဒီမှာပြောထားတဲ့အတိုင်းအလွှာလေးခုရအောင်ခောက်ဒါမှမဟုတ်နှစ်ခါခောက်ပေါ့နော်ပြောချင်တာကအမတို့ဒီပြထားတဲ့အရှည်လိုက်ကြီးကိုအမတို့၄ခေါက်ရအောင်ယူရမယ်ညက်ရမယ်ပေါ့နော်အဲ့တော့ဘလို့ညက်ရမယ်မသိဘူးဆိုလို့ရှိရင်အမတို့ဒီမှာခောက်ပိတ်အတင်ဂီတာလေးပါတယ်လေဒီမှာကျတော့1 cm ချမ်းတာလေးပါတယ်အဲ့အမျိုးကိုနှစ်ခါညက်ပါနော်အစကိုခောက်တဲ့နေရာကိုခုနကခောက်ပိတ်လေးကိုတင်လိုက်တင်ပြီးပြီဆိုလို့ရှိရင်အမတို့ဒါမျိုးကိုနှစ်ခါညှက်ရမယ်ပေါ့နော်အဲ့တော့အမတို့ဒီဘက်ဆုံးမှာဒါခောက်ပိတ်ပေါ့နော်ခောက်ပိတ်နေရာနေစပြီးညှက်ပါပြီအပေါ်1 cm အောက်1 cm B 1 cm ပေါ့နော်ဒီမှာတော့အမအစအရှည်လိုက်ကြီးမရှိတဲ့အတွက်၄ခေါက်ခောက်ပြီးမညှက်အောင်ညှက်လို့မရဘူးပေါ့နော်ဒီလိုမျိုးတစ်ခါညှက်မယ်ပြီးရင်အဲ့အတိုင်းနောက်တစ်ခါထပ်ညှက်မယ်နှစ်ခါပေါ့နော်နှစ်ခါညှက်ပြီးမှအဲ့အဖက်ကိုဆက်ပါမယ်ကဲဒီမှာဆိုကြနောက်တစ်လွှာညက်တယ်ပေါ့နော်ဒီတစ်လွှာနဲ့ခုနကတစ်လွှာနဲ့ကိုမတို့ဘေးကိုပတ်လဲဆက်လိုက်ရင်ရပါပြီဒါနှစ်ခါညက်တဲ့သဘောပေါ့နော်ပြီးရင်ဒီဟာကြအဖက်အကြီးပါအဖက်ကြီးကိုလည်းနှစ်ခါပဲညက်မယ်နော်မတို့ဒီမှာခောက်ပိတ်အဝိုင်းနေရာလေးကိုခောက်ပိတ်အစပေါ်မှာတင်ပြီးတော့အမတို့ဒီပြတ်ဟာတင်ကြတဲ့အတိုင်းညက်မယ်ဒါမျိုးနှစ်ခါညက်မယ်နော်နှစ်ခါညက်ပြီးရင်လည်းအဲ့နှစ်ခါညက်ထားတဲ့အကြီးနှစ်ခုဆက်လိုက်ရင်ရပါပြီတကယ်လို့ကို့အစဒီလိုမျိုးနှစ်ခါညက်လို့မရဘူးမလောက်ဘူးအစကတ်တက်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့အမတို့ဒီစက်ကူစားကိုတိုင်းလို့ရှိရင်အမတို့ဒီမှာကျ90ရှိရပေါ့နော်အဲ့တော့အမတို့ဒီအရှည်လိုက်ကြီးပတ်လေအရှည်လိုက်ကြီးသူ့ရဲ့၄စဖြစ်ရမှာဒီမှာ90ရှိရဆိုတော့၄စဆိုတော့200ပေါ့နော်အဲ့တော့ပတ်လေ200ရှိရင်ရပါပြီအဲ့တော့အမတို့ဒီမှာပခုံးအဖက်ပေါ့နော်ပခုံးအဖက်တွေကိုအမတို့ဆက်မယ်ကိုကနှစ်ခုနှစ်လွှာပေါ့နော်ညှက်ထားရဆိုလို့ရှိရင်1 cm စီခြံပြီးပတ်လဲဆက်မယ်ဒီလိုကအဲ့လိုမဟုတ်ဘူးအစပေါ့နော်တောက်လျှောက်မရလို့ဖြတ်လေးဆက်ရရဆိုလဲကိုဖြတ်ထားတဲ့အတိုင်းပေါ့နော်1 cm လေးဒီလိုမျိုးချုပ်ပြီးတော့ဆက်မယ်ပြီးရင်အဲ့ဆက်ရတွေကိုအမတို့ကင်းချီလိုက်မယ်ပေါ့နော်အဲ့ဆိုအမတို့အဖက်အကြီးကိုလည်းပတ်လဲတစ်ပတ်လဲဖြစ်အောင်ဆက်ရမယ်ခွင်းပတ်လဲဖြစ်အောင်ဆက်ရမယ်ပေါ့နော်အစအသေးလေးပခုံးဖက်အသေးလေးကိုလည်းအဲ့လိုပဲခွင်းပတ်လဲဖြစ်အောင်ဆက်ထားမယ်ဆက်ရတွေကိုကင်းချီလိုက်ပြီးဆိုလို့ရှိရင်အမတို့ဒီအနားပေါ့နော်အနားအောင်မှဒီမှာမီးကျင်းနဲ့မီးလေးတို့ပါမယ်ဒါမျိုးကဖျောင်းနိုင်နဲ့တို့လို့မရဘူးမီးကျင်းနဲ့ပဲတို့ရမယ်ပေါ့နော်ဒီမှာဒီအစလိုပဲတို့လို့ရတယ်တကယ်လို့တို့လို့မရတဲ့အစဖွာတဲ့အစဆိုရင်တော့နှစ်ခေါက်ခောက်ပြီးချုပ်မယ်နော်ဒါမျိုးတစ်ခေါက်တေးလေးခောက်ပြီးနောက်တစ်ခေါက်တေးလေးခောက်ပေါ့နော်အဲ့အတိုင်းလေးအမားတို့ကဒါချုပ်သွားမယ်ပေါ့နော်ဒီလိုချုပ်တာတိတ်တော့မလောက်အဲ့တော့မီးတို့တာအလှဆုံးပဲဒါဆိုအမားတို့ဒီမှာဒီအလှော်နှလောင်မီးတို့ပြီးပေါ့နော်ပြီးရင်အမားတို့မီးမတို့တဲ့ဘက်ကိုအမားတို့နှစ်ခုထပ်မယ်နော်ဘလို့ထပ်မလဲဆိုလို့ရှိရင်ဒီဘက်ကလည်းအလှအပေါ်လွှာလည်းအလှလေးဖြစ်ရမယ်ပြီးအောက်အလွှာလည်းအလှလေးကျန်ရမယ်ပေါ့နော်ပြောချင်တာဒီလိုမျိုးဒီလိုအလွှာနှစ်ခုအလှလေးမြင်အောင်ထပ်ပေးပါဒါမျိုးနှစ်ခုထပ်ပေးပြီဆိုလို့ရှိရင်အမတို့အပေါ်ပေါ့နော်ဒီဖွားနေတဲ့ဘက်နှစ်ခုအဲ့နှစ်ခုကိုအမတို့ခြိကျဲနင်းထားမယ်ဘယ်လိုနင်းမှာလဲပတ်လဲနင်းမှာတပတ်လဲနင်းမှာဒီအရှည်လိုက်ကြီးနင်းမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်အမဒါ medium size ကိုချုပ်ပြထားရဲဆိုဒီအစရပတ်လဲရလေတိုင်းကြည့်မယ်စင်တီမီတာနဲ့200စင်တီမီတာရှိပါတယ်200စင်တီမီတာရှိပါတယ်နော်အမထည့်ပေးထားတဲ့ပတန်ကကြတော့90စင်တီမီတာပေါ့နော်အဲ့ဒါမျိုးခောက်ပိတ်ဆိုတော့100အဲ့ဒါကိုနှစ်ခါညက်တော့200ပေါ့နော်ဒါ200ပတ်လဲကြီးပါအဲ့ဒါကိုအမတို့ဒီမှာခြိကျဲလုံးဝနင်းချသွားပါမယ်ခြိကျဲနင်းမယ်ဒီမှာလေနင်းမယ်ဆိုမှတော့1 cm တော့မနင်းဘူးပေါ့နော်အပေါ်ပိုင်းတစ်စိမ့်လောက်ပဲမိယုံလောက်ပဲနင်းပါမယ်1 cm ကျတော့အမတို့ပြီးမှတက်ပြန်ပြီးတော့ချော့မှာပေါ့နော်အဲ့တော့အမထူပြထားတဲ့အတိုင်းလေးပဲလိုပြီးတပြားစာလေးဒါမှမဟုတ်တစ်စိမ့်စာလေးပေါ့နော်ဒီခြိကျဲလေးအပေါ်ပိုင်းလေးကိုကတ်ပြီးတော့နင်းသွားပါမယ်ပတ်လည်းနင်းသွားမယ်နော်အဲ့တော့ဒါအမားတို့ခုနကပခုံးအဖက်ဖြစ်ပါတယ်ပခုံးအဖက်ကိုလွန်မအောက်မှာချိုးချထားလိုက်မယ်ဒါချိုးချထားရပါတော့ချိုးချထားရဟာအစုံတစ်ဖက်ကိုကင်ပြီးတော့တဝက်ထပ်ချိုးမယ်အဲ့ဆိုလို့ရှိရင်အမားတို့ဒီမှာဒီလိုမျိုးနှစ်ခေါက်ကလေးဖြစ်ပေါ်လာရပေါ့နော်အဲ့နှစ်ခေါက်ကလေးအလဲကိုအမားတို့ဘာလဲဆိုတော့ကက်ကြီးတောက်ထားရမှာနော်ကက်ကြီးတောက်ထားရပါမယ်ဒါကတော့တောက်တာလေးဆိုတော့အမားတို့ဒီမှာရှေ့ချမ်းနောက်ချမ်းလာပြီးတော့ဆက်မှာမို့လို့ပေါ့နော်
အဲ့ဒါပြီးပြီဆိုလို့ရှိရင်မတို့ဒါရှေ့ကျန်းနောက်ချမ်းကိုလည်းအဲ့လိုပဲအပေါ်ပိုင်းလေးကိုလိုမျိုးတစ်ဝက်ခောက်ပလိုက်မယ်ခောက်ပြီးတော့မတို့ဒီတစ်ဝက်နေရာမှာကက်ကြီးတောက်မယ်ပေါ့နော်ဒါမျိုးကိုရှေ့ကျန်းရောနောက်ချမ်းရောနှစ်ခုလုံးလုပ်ထားမယ်နော်ကဲဒါရှေ့ကျန်းနောက်ချမ်းအလဲမှာဒီလိုမျိုးမှတ်ပြီးပြီဆိုလို့ရှိရင်ခုနကပခုံးဖက်ကြီးမှာမှတ်ထားတဲ့ဒီကက်ကြီးရာနှစ်ခုနဲ့ရှေ့ကျန်းနောက်ချမ်းရဲ့ကက်ကြီးရာနှစ်ခုနဲ့ကိုမတို့ကထပ်ပြီးတော့1 cm ချုပ်ရမှာပေါ့နော်အဲ့ဒါမချုပ်ခင်မတို့ကဘာလုပ်ရမလဲဆိုရင်ရှေ့ကျန်းနောက်ချမ်းမှာမတို့ကဒီလိုမျိုးအဝိုက်ကလေးတွေရှိရယ်เนาะဒီလိုမျိုးဂျိုင်းတွေမှာ short ဆင်းသွားတဲ့အဝိုက်ကလေးပေါ့เนาะဒီလိုထိတ်ကအတန်းနေရာကနေပြီးလာပဲဆိုရင်ဒီလိုဂျိုင်းအဝိုက်ကလေးအဲ့အဝိုက်လေးကိုမတို့ကကင်းချီလိုက်ရမယ်ဒီလားရှေ့ကျရောနောက်ချင်ရောကင်းချီလိုက်ပြီးတော့မတို့က1 cm နင်းထားမယ်ပေါ့เนาะနင်းထားပြီးမှမတို့ခုနကကက်ကြီးတောက်တာလေးဒီကိုလိုက်ကပ်ပြီးချုပ်မယ်အရင်ဆုံးမတို့ဒီမှာဒါကင်းချီလိုက်ပါပြီလိုက်ထားတဲ့နေရာကိုအမတို့က1 cm နင်းသွားမယ်အဲ့တော့အမတို့ဒီမှာရှေ့ကျမှာဆိုလဲဘယ်ဘက်တစ်ခုညာဘက်တစ်ခုနောက်ချက်မှာဆိုလဲဘယ်ဘက်တစ်ခုညာဘက်တစ်ခုဆိုတော့၄ခုနင်းရမယ်เนาะနင်းပြီးရင်အဲ့လေးလေးကိုပြားနေအောင်မီးကိုတိုက်ထားပါဒီလက်အပေါက်ပေါ့เนาะဂျိုင်းအပေါက်နေရအမတို့ဒါမျိုးလုပ်ပြီးတော့ရဆိုလို့ရှိရင်အမတို့ဒီအရှိပေါ့เนาะလဲပြီး sorry ဒီအရှိဘက်နဲ့နောက်ဖက်နဲ့ကိုပေါ့เนาะဒီပခုံးဘက်နဲ့ဆက်ပါမယ်ကဲခုနကအဝိုက်အကွေ့နေရာလေးကိုမတို့ဒါကင်းချီလိုက်မြို့တိုက်ပြီးတိုက်ပြီဆိုလို့ရှိရင်ဒီပေါ့နော်ရှေ့ချမ်းနောက်ချမ်းရဲ့မှလှတဲ့ဘက်နဲ့ဒီရှေ့ချမ်းနောက်ချမ်းရဲ့မှလှတဲ့ဘက်နဲ့ဒီပခုံးချမ်းရဲ့လှတဲ့ဘက်ပေါ့နော်ပခုံးချမ်းကကြတော့ပခုံးဘက်ကကြတော့အလှဒီရှေ့ချမ်းနောက်ချမ်းကကြတော့မှလှတဲ့ဘက်အကျန်းဘက်ပေါ့နော်အကျန်းဘက်နဲ့အမားကဒါမျိုးကတ်မယ်ကတ်ပြီးတော့ဒီမှာချုပ်ချပါမယ်ဒီမှာတခုသတိထားမှာကဒီအလှနဲ့မှလှရဲ့လွဲလို့မဖြစ်ဘူးပေါ့နော်ပုံမှန်ပခုံးတွဲတာတွေလက်တွဲတာတွေဆိုရှင်အမကအလှချင်းပေါ့နော်အကောင်းဘက်နဲ့အကောင်းဘက်နဲ့ပဲပူချလိုက်တယ်ဒီမှာအဲ့လိုမဟုတ်ဘူးပခုံးဘက်ရဲ့အလှဘက်အကောင်းဘက်နဲ့ရှေ့ချမ်းနောက်ချမ်းရဲ့အကျန်းဘက်မှလှရဲ့ဘက်နဲ့ပူရမှာဖြစ်ပါတယ်အဲ့လိုမျိုးပူလိုက်မှအမကလှန်တဲ့ခါမှာဒါထန်ကနိုင်ကြမယ်ပေါ့နော်ကဲအဲ့တော့ဒီဟာရှေ့ချမ်းပြီးနောက်ချမ်းကိုလည်းအဲ့လိုပါပဲခုနကပခုံးဘက်မှာကက်ကြီးတောက်ထားတဲ့နေရာနှစ်ခုရှိရလေဟုတ်ရှေ့နောက်ဘယ်ညာခွဲစရာမလိုဘူးပေါ့နော်အဲ့ခုနကပခုံးဘက်မှာကက်ကြီးတောက်ထားတဲ့နေရာနှစ်ခုကိုဒီရှေ့ချမ်းနဲ့နောက်ချမ်းရဲ့အလဲတဝက်ညှက်ထားတဲ့ကက်ကြီးတောက်ဟာနှစ်ခုနဲ့ကတ်ပြီးတော့ညှက်ချုပ်လိုက်ရပါပြီအဲ့တော့ဒီမှာပခုံးဘက်ရဲ့အလှနော်အလှဆိုမှလက်မလေးထောင်လိုက်တယ်နော်ဒီမှာနောက်ချမ်းရဲ့မှလှတဲ့ဟာနော်အကျန်းဘက်နဲ့မတော့ပူးရမယ်မျက်နှာချင်းဆိုင်ပူးမယ်နော်ပူးပြီဆိုလို့ရှိရင်အမတို့ဒီမှာကြည့်ပါအလှလေးပေါ်နေမယ်နော်နောက်ချမ်းကဒီမှာအလှလေးအပေါ်မှာပေါ့နော်မျက်နှာချင်းဆိုင်ပူထားတဲ့ဘက်ကမှတ်လာတဲ့ဘက်ကျန်းဘက်နော်အဲ့တော့ဒါလေးကိုတခြားနောက်ထောင်ပြီးတခြားချုပ်ပေးပါမှားလို့မရပါဘူးနော်1 cm လေးချုပ်ပါမယ်ရှင်ပြီးရင်အမတို့ဒီချုပ်ပြီးသွားတဲ့အပေါ်ပတ်လေကြီးကိုကင်းချီလိုက်ပါမယ်ဒီမှာပတ်လေ200 cm ရှိရဟုတ်အဲ့ဒါကြီးအကုန်လုံးအမတို့ကင်းချီလိုက်မယ်ကဲဒီမှာကင်းချီလိုက်ပြီဆိုရင်မတို့ကတ်တကြောင်နေမှာမယ်ရှေ့ချက်နောက်ချမ်းအောင်ဒါမျိုးလှန်လိုက်မယ်လှန်ပြီးတော့ဒီဘက်မှာပေါ့နော်အမတို့ကတ်တကြောင်နေမယ်ရှေ့ချက်နောက်ချမ်းဘက်မှာပဲနေမှာနော်ဟုတ်ပခုံးဘက်ကြီးကိုမဟုတ်ဘူးနော်ရှေ့ချက်နောက်ချမ်းဘက်ကိုအမတို့ဒီချုပ်စာလေးနဲ့အတူတူကတ်တကြောင်လေးနင်းချပါမယ်ဒါမျိုးလေးပါရှေ့ချမ်းနောက်ချမ်းပေါ်မှာအဲ့အောက်မှာကျတော့အမတို့ခုနကချုပ်စာပေါ့နော်ချုပ်စာ1 cm ပါတယ်1 cm ဒီကတ်တကြောင်လေးနဲ့ဘက်ကိုပါမယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီလိုမျိုးလေးပါလူမလေးနင်းချမယ်ရှေ့ချမ်းရောနောက်ချမ်းရောနင်းမယ်နော်ကတ်တကြောင်နင်းပြီးတော့အမတို့မျှော့ထည့်လို့ရပါပြီ
မြော့ရွယ်စားကတော့အမတို့ဒီလို site ကလေးပါသူကလက်မနဲ့ဆိုရင်တော့3စိတ်ပေါ့နော်3စိတ် site လို့ပြောဝင်ရမယ်ထင်ပါတယ်ဒါမျိုး site ကလေးထည့်ပါမယ်အဲ့တော့အမားတို့ကပခုံးနေရာနဲ့ခါးနေရာမှာမျှော့ထည့်ပါမယ်အဲ့တော့ပခုံးနေရာမျှော့ထည့်မယ်ဆိုရင်ပခုံးပတ်လေပေါ့နော် shoulder off ဝစ်မဲ့ပခုံးပတ်လေအဲ့ဒါကိုတန်းရပါမယ်အဲ့ဒီပတ်လေရဲ့အမားတို့ကဘယ်လောက်နှုတ်မလဲဆိုရင်15စင်တီမီတာနှုတ်ရမယ်ပေါ့နော်အမကဒီမှာ medium size ဝစ်မဲ့သူပခုံးပတ်လေတိုင်းတဲ့အခါမှာသူက65ရှိတယ်65ကိုအမတို့15နှုတ်လိုက်တဲ့အခါကျတော့သူ80ပေါ့နော်အဲ့တော့ဒီတရေကျိုးပတ်လေကို80အကျန်ဖြစ်အောင်လုပ်ရမယ်ပေါ့နော်အဲ့တော့အမတို့ညှက်တဲ့အခါမှာတော့81ကလေးညှက်ပြီးတော့အမတို့ဒါကိုပူးမယ်ပေါ့နော်တရေကျိုးပတ်လေပူးမယ်ပြီးရင်ခါကြအမတို့63ရှိပါတယ်63ကိုအမတို့30နှုတ်မယ်30နှုတ်တော့53ပေါ့နော်53ကိုအမတို့54ညှက်ပြီးတော့1 cm ကြာဒီလိုမျိုးပူးဖို့ပေါ့နော်ချုပ်စာဆိုတဲ့သဘောမျိုးနဲ့ညှက်လိုက်ပါတယ်ဒါမျိုးနှစ်ခုချုပ်ထားမယ်ပေါ့နော်ပခုံးပတ်လေထဲမယ်မျောနဲ့ခါပတ်လဲထဲမယ်မျောကိုဒီလိုမျိုး green လေးဖြစ်အောင်လုပ်ထားလိုက်မယ်ပြီးရင်မှာတော့ပခုံးမျောထည့်မယ်ပေါ့နော်မျောမှာထည့်မလဲဆိုရင်ဒီချုပ်စာ1 cm လေးအဲ့ဒီအောက်မှာမျောကိုဒါမျိုးထည့်ပါမယ်ဒီလိုမျိုးထည့်လာပြီးရင်ဒီရှီချက်နောက်ချမ်းရှီရဲ့နေရာမှာဘယ်လိုထည့်မလဲဆိုရင်ဒီမျောကိုဒီအောက်ထဲပဲထည့်ပါမယ်ဒီလိုအောက်ထဲကိုထည့်မယ်ထည့်ပြီးတော့ဒါမျိုးလှန်ချမယ်ဒီရှေ့ချမ်းနောက်ချမ်းကြီးပါလှန်ချပါမယ်လှန်ချရင်အမတို့ဒီအပေါ်ကနေဒီလိုမျိုးချုပ်သွားမယ်ပေါ့နော်ချုပ်တဲ့ခါမှာလေအဲ့ဒီမျောကိုချုပ်ကြောင်းကမထိရဘူးဒီလားချုပ်တဲ့ခါမှာမျောကိုမထိရဘူးပေါ့နော်မျောကဒီလုံးစွတ်ထဲရဲ့အထဲမှာသူ့အတူ6လဲလဲလေးရှိနေရမယ်နော်ကဲချုပ်ပြမယ်နော်ဒါမျိုးလေးပါเนาะဒီမှာစပြီးချုပ်လာမယ်ချုပ်လာပြီးတော့အမောင်ရှိချမ်းနောက်ချမ်းနေရာကိုရောက်မယ်ရောက်ပြီဆိုလို့ရှိရင်အမောင်လက်လေးနဲ့အသားလေးထိန်းပြီးတော့မတစ်ချက်ကြည့်ပြီเนาะဒီလိုမျိုးခောက်မယ်ပြီးရင်ဒီအပေါ်ချမ်းကိုလည်းဒီလိုမျိုးခောက်လိုက်မယ်ခောက်လက်လေးနဲ့တက်ပြီးတော့ဒီလိုမျိုးချုပ်ပါမယ်အဲ့ချိန်မှာမျှော်ကိုစမ်းထားရမယ်ပေါ့နော်ဒီချုပ်ကြောင်းအမတို့အက်ကဒီမျှော်ကိုထိလို့မရပါဘူးမျှော်အထက်မှာအလွတ်ကလေးဖြစ်နေရမယ်ဒါကိုဒါတစ်ခါချုပ်သွားမယ်ပေါ့နော်ကြည့်ပါဒီမှာလေခြုံနည်းလေးတွေပညာသားပါရပေါ့နော်ဒါမျိုးလေးတခြားကြည့်ပါဒါတစ်ပတ်လေချုပ်သွားမယ်ချုပ်ရင်းနဲ့အမဘာဖြစ်လဲဆိုတော့မျှော်ကတေးသွားမယ်တေးသွားဆွဲထုတ်ရမယ်ပေါ့နော်အဲ့လိုမျိုးဆွဲထုတ်အောင်မလို့ဒီမျှော်ကိုချုပ်ကြောင်းမထိရဘူးလို့ပြောတာပါဒါမျိုးလေးဆွဲထုတ်မယ်ချုပ်သွားမယ်ချုပ်ရင်းနဲ့အမဒီမျှော်ကအကျဉ်းသွားမယ်ပေါ့နော်ကျဉ်းသွားလို့ရှိရင်အမတို့ဟိုဘက်အစရည်တွေကနေပြန်ဆွဲမယ်ဆွဲလာပြီးတော့ထပ်ပြီးချုပ်မယ်အဲ့လိုတစ်ပတ်လေချုပ်သွားမှာပေါ့နော်ဒါခုနကအမတို့ဟိုရှေ့ချမ်းကိုငုံချုပ်ပြီးပြီဆိုတော့နောက်ချမ်းတစ်ဖက်ကျန်အောင်မယ်ပေါ့နော်အဲ့ဒီနေရာမှာလဲခုနကအရှိမလုပ်သလိုမျိုးပဲလှန်ပြီးတော့ချုပ်သွားမယ်ပေါ့နော်အဲ့ဒီနီးတိုင်းမှာပဲဒီမှာကြည့်ပါဒါနောက်တစ်ချမ်းရောက်လာပြီအဲ့ဆိုလဲဒီမှာမျှော်လေးကိုထဲကိုထိုးထဲပြီးလို့ရှိရင်အမတို့ဒီမှာချုပ်ချောင်းလေးချုပ်အဲ့ချုပ်ချောင်းကမျှော်ကိုမထိရဘူးဒါမျိုးတစ်ပတ်လဲပေါ့နော်ပတ်လဲငုံပြီးရထိချုပ်သွားမယ်နော်ဒီမှာမျှော့ကိုဆွဲထုတ်လိုက်ချုပ်လိုက်နဲ့တော်တော်လေးချုပ်ယူရပါတယ်ဒါဆိုသူကပတ်လဲဆိုတော့များတော့ဒါဆိုတစ်ပတ်လဲမိသွားပါပြီပေါ့နော်မိသွားရင်ဒါမှပခုံးဖက်ရပါပြီဒါမျိုးလေးမျှော့ကိုဆွဲပေးရတယ်ပေါ့နော်အဲ့ဒါမှဒီအတွန့်လေးကညီအောင်မို့လို့လိုမျိုးညှိပြီးဆွဲပြီးဆိုရင်မှဒါပခုံးမျှော့လေးရပါပြီပြီးရင်မတို့ရှေ့ချမ်းနဲ့နောက်ချမ်းကိုလိုက်ရှာမယ်နော်လိုက်ရှာပြီးရင်မတို့ဘေးပူးပါမယ်ဒီမှာဘေးပူးပြီးလို့ရှိရင်အဲ့ဒီပူထားတဲ့ဘေးကိုကင်းချီလိုက်ပေါ့နော်ကင်းချီလိုက်ပြီးပြီဆိုလို့ရှိရင်အမတို့အောက်ပတ်လေကိုကင်းချီလိုက်ရပါမယ်အဲ့တော့အမတို့ဘေးကိုကင်းချီလိုက်အောက်ကင်းချီလိုက်ပြီးမျှော့ထည့်လို့ရပါပြီအောက်နားတဲ့ဒီလိုမျိုးထည့်မှာပေါ့နော်အဓိကလေဒီမျှော့ရှင်းလင်းပေါ့နော်ထည့်လို့ပိုကောင်းတော့ပခုံးဘက်မှာလို့မရှုပ်ဘူးမနင်းမိဖို့ပဲเนาะဒီမျှော့ကိုနင်းလို့မရဘူးပေါ့နော်ဒါမျိုးလေးချုပ်သွားမယ်ချုပ်သွားရင်းနဲ့အမတို့ဒီခုနကအရှိမပခုံးဘက်ချုပ်ပြသလိုပဲမျော့ကတိုးလာမယ်တေးလာတဲ့အခါမှာဒါမျိုးပြန်ဆွဲထုတ်ရင်လည်းချုပ်သွားမယ်ပေါ့နော်ဒါခါတစ်ပတ်လည်းရပြီးပြီဆိုလို့ရှိရင်ဒါဒီအင်ကြီးချုပ်တာပြီးပါပြီဝေးလို့ရပါပြီအဲ့တော့အမတို့ဒီမှာဒါခါပတ်လည်းရသွားပြီပေါ့နော်ဒါမျော့အတိုးလျှော်လေးဆိုအတွန့်ပေါ့နော်အနည်းများလေးကိုဒါမျိုးလေးဆွဲပြီးတော့ညှိပေးရပါမယ်အဲ့ဆိုအမတို့ဒါခါပတ်လည်းရပါပြီပြီးရင်ဒီအပေါ်ကပခုံးပတ်လည်းပေါ့နော်
ဒီမှာလေးအမတို့ရှေ့ချက်နောက်ချမ်းခွဲဖို့မှင်လေးနဲ့ပေါ့မှတ်ခဲလေးနဲ့မှတ်ခဲဒီမှာအဝါလေးပေါ့နော်အဲ့ဒါရှေ့ချမ်းမှာအဲ့တော့အမတို့ဒီရှေ့ချမ်းမှာတင်ဂီတာတစ်ခုခုလောက်ထားပါတော့ကိုကလက်ချုပ်လေးနဲ့အမဲရောင်လေးနဲ့ဒီနောက်မှာချီလေးတတိလေးတုတ်ထားတာဖြစ်ဖြစ်ဒါမှမဟုတ်ဒီရှေ့ချမ်းရဲ့အစွန်းမှာပေါ့နော်အမှတ်သားလေးလောက်ထားတာဖြစ်ဖြစ်ပေါ့နော်အမတို့ဒီရှေ့ချမ်းရဲ့ဒီနားလေးမှာမဗီဆိုပြီးတော့ဒီဆက်ကလေးနဲ့ရေးလိုက်မယ်ပေါ့နော်အဲ့ဒါရှေ့ချမ်းပေါ့နော်ဝတ်တဲ့အခါမှာအဲ့ဒီအချမ်းလေးကရှေ့မှာဖြစ်နေရပါမယ်ရှေ့ချမ်းနောက်ချမ်းမှားရင်တိတ်ဝတ်မကောင်းဘူးပေါ့နော်ဝတ်လို့ရပါမယ်ဝတ်မကောင်းဘူးရှေ့ချမ်းနောက်ချမ်းခွဲထားပါတယ်ဒီလိုမျိုးလေးပါအဲ့ဆိုဒါရှေ့ချမ်းပေါ့နော်ဒါရှေ့ချမ်းလေးဖြစ်သွားပါပြီဒီအင်ကြီးကလှတယ်လို့ဝတ်ရင်လည်းမျက်စိလဲတယ်ပေါ့နော်အဲ့တော့ဒါကဘာလဲဆိုတော့ဒါကနောက်ချမ်းဆိုရင်မတို့ဒီဘက်ကရှေ့ချမ်းဖြစ်မယ်အဲ့တော့ဝတ်မယ်ဆိုမတို့ဒီမှာခါလीခါမြော့ကနေပြီးတော့လက်ကိုရှိုးပြီးဝတ်သွားမယ်ဝတ်သွားပြီးရင်ဒီအပေါက်အကြီးမခေါင်းထွက်မယ်ပေါ့နော်ပြီးရင်ဒီညာဘက်ကအပေါက်လေးထဲမှာညာလက်ဒီဘက်ကအပေါက်လေးထဲမှာဘယ်လက်ပေါ့နော်အဲ့လိုမျိုးလက်ကိုတစ်ဖက်တစ်ချက်စီရှို့ထိုးလိုက်မယ်ရှို့ထိုးလိုက်ပြီဆိုမတို့ဒီအင်ကြီးဝတ်လို့ရပါပြီအားလုံးပဲလှလှလေးဝတ်နိုင်ကြပါစေတတပါ